let's look forward to the performance carried out by the class of Secondary 4. ဆက်လက်ပြီးအခမ်းအနားစီစဉ်ပေါ်အရာ Secondary 4မှကျောင်းသားလေးများ၏ပွန်ပွန်ညီရဲ့အသေးလေးအရှင်တေးပြောပေါ်ဖျော်ဖြေလက်ဆက်ပေးသွားမှာဖြစ်ပါတယ်အားပေးကြပါဦးခင်ဗျာProject it Mad မတရားဖြစ်ဆုံးကျွန်တော်တိတ်ကအိမ်မလေးခုတော့လူတွေသူတွေကြားတဲ့ချင်းချိတ်ခါထားတဲ့သူကငါမဟုတ်တဲ့ချသူ Hey Oh one man who တွေကိုငါမလို့အပ်ပေမေဘင်းကိုထွေးမိလိုက်ချင်းနှလုံးသားလေးမှာဖောက်ပွမ်းမိမဟာရန်ကုန်မြို့ရဲ့လမ်းမကြီးတစ်ခုမှာလူတွေရှုပ်ထွေးအများကြီးရှိလို့နေပွမ်းမိတဲ့ကားများပြေးလွှားခြင်းမရအနီရောင်ချဲတဲ့မိပွိုင်းနေငိမ်မောကြည့်နေတော့မတ်မဲနဲ့တွေ့ရှိကြီးစားဟောင်းလေးကို Hey ပွမ်းမိတဲ့ကားတဲ့တွေ့လေတဲ့နဲ့ Hey မမြင်ပါရင်လေကောင်းတာအဟောင်းများသိမဖြစ်ပါခုတော့တွေ့ပြီမြင်လာပြန်တော့တမျိုးပဲဝမ်းနေမိရပြီ Oh no ပွမ်းမိတဲ့လေးလမ်းမကြီးပေါ်မှာလူတွေတိတ်ရှုပ်တဲ့လမ်းမကြီးပေါ်မှာမတ်မဲနဲ့တွေ့ရှိကြီးစားဟောင်းလေးကို Hey ပွမ်းမိတဲ့ကားတဲ့အတွေ့လေးတဲ့နဲ့ Heyမတ်မဲနဲ့တွေ့ရှိရီသာဟောင်းလေးကို Hey ပွမ်းမိတဲ့ကားတဲ့အတွေ့လေးတဲ့နဲ့ Heyမတ်မဲကနေမတရားဖြစ်ဆုံးကျွန်တော်တိတ်ကအိမ်မလေးခုတော့လူတွေသူတွေကြားတဲ့ချင်းချိတ်ခါထားတဲ့သူကငါမဟုတ်တဲ့ချသူ Hey Oh one man who တွေကိုငါမလို့အပ်ပေမေဘင်းကိုထွေးမိလိုက်ချင်းနှလုံးသားလေးမှာဖောက်ပွမ်းမိမဟာရန်ကုန်မြို့ရဲ့လမ်းမကြီးတစ်ခုမှာလူတွေရှုပ်ထွေးအများကြီးရှိလို့နေပွမ်းမိတဲ့ကားများပြေးလွှားခြင်းမရအနီရောင်ချဲတဲ့မိပွိုင်းနီငေးမောကြည့်နေကျွန်တော်မတ်ပဲတွေ့ရှိကြီးစားဟောင်းလေးကို Hey ပွမ်းမိတဲ့ကားတဲ့အတွေ့လေးတဲ့နဲ့ Hey Come on မတ်ပဲတွေ့ရှိကြီးစားဟောင်းလေးကို Hey ပွမ်းမိတဲ့ကားတဲ့အတွေ့လေးတဲ့နဲ့ Heyမတ်မဲကနေမတရားဖြစ်ဆုံးကျွန်တော်တိတ်ကအိမ်မလေးခုတော့လူတွေသူတွေကြားတဲ့ချင်းချိတ်ခါထားတဲ့သူကငါမဟုတ်တဲ့ချသူ Hey Oh one man who တွေကိုငါမလို့အပ်ပေမေဘင်းကိုထွေးမိလိုက်ချင်းနှလုံးသားလေးမှာဖောက်ပွမ်းမိ Hey ဖောက်ပွမ်းမိ A round of applause and thank you to the students of Secondary 4.